ကျမပဇွန်ညင်အိုးဒီအိုးလေးနဲ့ပဇွန်ညင်တဲပါတယ်တန်နီးလေးမြမယ်နော်ပဇွန်က1ကီလိုစားရဲ့ထမင်းရဲ့ပြီးတော့ဒီဟာလေးပေါ့နော်အိုးရဲ့လို့မဟုတ်ပါဘူးပါနော်ကျမဝယ်လာတာဘူးအစမ်းလေးဆိုတော့ကလေးကျမစမ်းကျင်တာနဲ့အားလုံးကိုမျှဝေမှာဖြစ်ပါတယ်ပထမဦးဆုံးထမင်းကမနေ့ကကျန်တဲ့ထမင်းညံပေါ့နော်ထမင်းညံဆိုပိုကောင်းတယ်ရှင်ထမင်းမူလည်းရပါတယ်เนาะထမင်းညံကတော့ပို့ပြီးတော့ကောင်းပါတယ်သူ့တဲကိုကျွန်မစားထင်းပါမယ်စားကတော့ထမင်းစားစွန်းနဲ့နှစ်စွန်းသုံးပုံနှစ်စွန်းခွဲခန့်ထည့်နိုင်ပါတယ်เนาะပြီးတော့တယ်ဆိုရင်တော့ဒီစားရဲ့ထမင်းရဲ့လုံးဝညက်သွားတဲ့အထိကျမတို့ထောင်းပေးရမှာဖြစ်ပါတယ်အကယ်၍ဒီလိုဘူးမျိုးမရှိဘူးဆိုရင်လည်းမိမိအိမ်မှာပလင်းမဲဖြစ်ပေါ့နော်ရှိတဲ့အရာနဲ့ကျမတို့အချင်းသိမ့်နိုင်ပါတယ်ရှင်ဒါကတော့ကျမရဲ့ပဇွန်ပါရှင်ပဇွန်က1ကီလိုဝယ်လာတာဖြစ်ပါတယ်သူ့တဲကိုစောနာကထောင်းထားတဲ့စားရဲ့ပြီးတော့ထမင်းချမ်းရဲ့ပေါ့နော်ထောင်းထားတဲ့ဟာကိုသူ့တဲကိုထည့်လိုက်မယ်ပြီးတော့ရင်တမအောင်နဲ့ပါမယ်အကယ်မိမိကလေဒီမှာပဇွန်ကိုကျမထောင်းနေတယ်ကြိတ်ချင်တယ်အကောင်းလိုက်မလို့ချင်ဘူးဆိုရင်လည်းထောင်းနိုင်တယ်ကြိတ်နိုင်တယ်เนาะကျမကအကောင်းလိုက်လေးလေးစားခြင်းတယ်ဒါကြောင့်မလို့ပါရှင်ချိန်တိုင်းတာလေးတစ်ခုပေးပြီးတော့နေရပါတယ်เนาะထမင်းတွေကလုံးနေမလားဒါမှမဟုတ်ပဇွန်ကြားထဲမှာဝင်ပါမလားအဲ့လိုမျိုးစိတ်ပူပြီးတော့တည်တည်ချာချာတော့နေရတယ်ရှင်အချိန်လေးနည်းနည်းကြာပေးရတာပေါ့เนาะလုံးဝနှံ့သွားတဲ့အနေအထားဆိုရင်တော့ကျွန်မဘူးလေးကိုကျွန်မယူလိုက်တယ်ဘူးလေးဖွင့်လိုက်တယ်ဘူးလေးကိုကျွန်မထည့်မယ်ဘူးကလေအဲ့အပေါ်ကအတန်လေးကသူကအရည်တွေဖိချတာပေါ့ရှင်ပြီးတော့အရည်တွေအပေါ်မှာတက်လာမယ်ပေါ့အဲ့တော့ဒီဘူးကငချင်းလဲထည့်လို့ရတယ်ပဇွန်ညင်လဲထည့်လို့ရတယ်ချင်ဘက်လဲတိတ်လို့ရတယ်အဓိကကတော့သူကချင်ဘက်တိတ်တာဒါပေမဲ့ကျမကပဇွန်ညင်စားကျင်တဲ့တော့ပဇွန်ညင်လုံးလိုက်တာပေါ့နော်အဲ့တော့သူ့ကိုကုလို့လုပ်ပြီးအပွားနေပြီးတော့ဖိချလိုက်တယ်သူစပရိတ်နဲ့ရှင်အားနဲ့ဖိချလိုက်တယ်ဖိချလိုက်ပြီးတော့ကျမပိတ်ထားမယ်သူ့ကိုကျမ3ရက်ထားမယ်ထားတာကတော့အခန်းအပူချိန်မှာပဲထားရတာဖြစ်ပါတယ်24နာရီအနေထားလေးပါရဲလာပါပြီရေလေးနဲ့ငယ်ထွက်လာပါပြီ48နာရီဆိုအရေတော်တော်ထွက်လာပြီရှင်ကျမ3ရက်ထားလိုက်တယ်3ရက်ပြီးတဲ့နောက်မှာရေသွန်ချလိုက်တယ်အနေထားကြီးဒီလိုလေစားကျင်စရာလေးရှင်တုပ်စားမယ်ရှင်စီကိုအိုးရဲကိုထည့်တယ်ပူကြွက်နေရကျမတည်လိုက်တယ်စီလုံးအောင်ဖုံဖုံဖြစ်လာတယ်အပေါ်ကနေပြီးလောင်းထည့်လိုက်တယ်ဒါကသူ့ဘက်တီးရီးယားတည်ရန်အတွက်ကျမမေလုပ်ပြီးတဲ့ပုံစံလေးပေါ့နော်ကြက်သွန်နီလေးတွေထည့်တယ်အရသာမုတ်ထည့်တယ်စားပါပြီးသားဖြစ်တဲ့အတွက်စားကိုထပ်ပြီးတော့မထည့်ဘူးပြီးတော့ကျမကဒီမှာငရုတ်သီးမှုန့်လေးနည်းနည်းလေးအယောင်လေးလိုချင်တဲ့အတွက်ထည့်တယ်ကိုကအယောင်မြတ်လိုချင်ပို့ထည့်ပါငရုတ်သီးစိမ်းကတော့များများထည့်တယ်ငရုတ်သီးမှုန့်နဲ့ငရုတ်သီးစိမ်းဆိုရင်ငရုတ်သီးစိမ်းကအနေပေါ်ကင်းနေငရုတ်သီးမှုန့်ကမှုတွေပဲကြောက်ပါတယ်เนาะဒါကြောင့်အပေါ်ကနေပြီးတော့ရှောက်ရနာနာအုပ်လိုက်ပါတယ်စားကန်နီးဆိုရင်တော့အာရပါရလက်အေးလေးဝဲဖြစ်ဖြစ်လက်မွေးဖက်နဲ့ဒီတိုင်းပဲနင်းနေအာရပါရထမင်းပူပူလေးနဲ့ဟင်းညွန်နဲ့တွဲဖက်ပြီးသုံးဆောင်နိုင်ပါတယ် Thank you ပါ